မင်္ဂလာပါရှင် Academy Teaching ရန်ကုန်မှာကျေးဇူးပါရှင် Academy Teaching ရန်ကုန်မှာကဒီနေ့ဆက်လက်ပြီးကြားပေးသွားမှာကတော့ငါတကယ်စာလေးဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်တကယ်စာရဲ့နောက်ဆုံးမှာဒီစကားလုံးလေးတွေတလုံးချင်းစီဘလို့လေးတွေအသုံးပြုအောင်လေလို့ပြပြထားတာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အဲဆိုငါရေချာငါရေချာဝိသနှလုံးပေါင်းငါနော်အဲဆိုဒီကျတော့ငါရေးချငါပဲနေရာမှာသုံးယူလဲဆိုတော့ငါနော်ငါဒီကျတော့ငါယူလိုက်မယ်လေငါလှုပ်လိုက်မယ်ငါပေးလိုက်မယ်เนาะအဲ့လိုပုံစံဒီကျတော့ကငါလို့ပြောတဲ့အခါကျလို့ရှိရင်မြန်မာလိုငါဆိုတာကျွန်ုပ်ပေါ့เนาะဒီကျတော့ရင်းချင်းပြောမှဆိုကျွန်ုပ်ဒါပေမဲ့စကားပြောလို့ရှိရင်သူကကျွန်ုပ်ထဲမှာပြောငါလှုပ်လိုက်မယ်ငါပေးလိုက်မယ်ကိုနဲ့ရွေးထူတယ်လူနဲ့စကားပြောတဲ့အခါကျငါပေးလိုက်မယ်ငါယူလိုက်မယ်ငါသွားလိုက်မယ်เนาะအဲ့လိုပုံစံငါရေးချငါလို့ပြောပြီးတော့ငါရေးချဝစနှလုံးပေါင်းငါကျတော့ fish ပေါ့เนาะအဲ့တော့ fish ကိုမြန်မာလိုဆိုရင်ငါလို့ခေါ်တယ်เนาะအားကြောင့်ဒီကျတော့ကဗလဲငါကြတော့ကိုပြောတဲ့အခါကျတော့ဒီကျတော့ငါလို့ပြောပြီးတော့ငါကြတော့ဒီကျတော့စားတဲ့ fish ငါပေါ့နော်ပြောချင်တဲ့အခါကျရင်စကားလုံးကဒီလိုပါပဲဒါဆိုလို့ရှိရင်တော့ဒီနေ့တကယ်စားရလဲအားလုံးပဲအကျိုးရှိမှာဖြစ်နေပါတယ်ကျေးဇူးတင်ပါတယ်